မြတ်တာကောင်းရညွန်းလို့ယင်းဒီပေဝေအတကူလည်းပြင်လေဟိများရင်ငါတွေဒီလိုမှပဲဒီမှာတော့မြတ်တာမျိုးနဲ့သာသမီတို့တွေကိုလည်းပြို့ထုံးတာမရှိခဲ့လေကိုမရတော့မှငုတ်တလုံးမူကြီးနန္ဒခိုင်ဝင်ကျေးဇူးရှင်မိဘနှစ်ပါးကိုသာကြောပါ